နောက်ဆုံးမှာတော့ အင်ဒိုရှိုင်းနာကျိုးဆွဲရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ Festival တောင်မှာမြန်မာနိုင်ငံအလံလေးကင်ဆောင်ခွင့်ရခဲ့ပါပြီဒီနေ့တော့မနေ့ရက်တက်စားလို့ရှိရင်ရာသီဥတုအများကြီးအဆင်ပြေလို့ပြောရမယ်မနေ့ရက်ဆိုအဲ့နားမှာအကုန်ပေးနေဖုန်းနေတော့ဘာမှမမြင်ရဘူးမနေ့အစောကြီးထားအလှပါညာပြင်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဖွဲ့ Festival တောင်ထွက်လာခဲ့ကြပါပြီလောလောဆယ်ရာသီဥတုကတော့ကျွန်တော်တို့ဘက်မှာပါဒါပေမဲ့အဆိုးမရတာဘလို့တောင်းမှမလို့ရှိမလဲတော့မသိဘူးပေါ့နော်ဘလုံးဒီဘက်ရိုက်မှလာတာလို့ပြောကြည့်ရမ်းလာတယ်ရထားရဲ့ကေဘေကားရဲ့စီးပြီးတဲ့နောက်မှာတော့ပထမတစ်ဆင့်ရောက်လာခဲ့ပါပြီဆောကကောင်းနေခဲ့တဲ့ရာသီဥတုကရှင်းပဲမြူတွေကြလိုက်မိုးတွေရွာလိုက်နေဘာမှမမြင်ရတော့ပါဘူးလမ်းလျှောက်လာခဲ့မင်းရဲ့ပဲကများတော့ဟာတပွဲလုံးဝတပုံရိုက်ရတာကြိုက်တဲ့သူတွေကြီးဆိုတော့အဲ့ဒီအောက်မှာနေတပုံရိုက်တာ3နာရီတော့ကြာတယ်ပေါ့နော်ရထားနောက်ထပ်တစ်ဆင့်မစီးခင်လဲနည်းနည်းလေးထိချောက်ရပါတယ်ဟုတ်တယ်အတူတူချင်းနေအချူကဘာမှမပြောနိုင်တော့အရန်တောင်းနေတက်လုံကောင်းချက်ကလန်တဝက်ပဲရှိသေးတယ်လူကတော်တော်ပြိုင်းနေပြီရထားနောက်ထပ်တစ်ဆင့်စီးပြီးတဲ့နောက်မှာတောင်ထိပ်ကိုရောက်လာပါပြီညူနေနဲ့များတာမို့ဘေးပတ်ဝန်းကျင်တော့တေချာမမြင်ရလိမ့်မယ်ပုံရိုက်လို့တော့အဆင်ပြေပါတယ်ဝေးဟေးကောင်းတယ်လို့ပြောရမယ်မြန်မာနိုင်ငံအလံပြည်တခြားနိုင်ငံအလံလည်းရှိတော့ကိုနိုင်ငံအလံနဲ့ကိုတော့မရတယ်။ပုံများတော့သူတို့ပြည်ရဲ့နိုင်ငံအလံနဲ့ရိုက်ကြပြီမယ်။ကိုနိုင်ငံအလံနဲ့ပဲကိုရိုက်ကြပါတယ်။မြန်မာနိုင်ငံအလံကင်ပြီးရိုက်နေတဲ့အချိန်ကပျော်လဲပျော်တယ်လွယ်လဲလွယ်နေပေါ့။ဘုရားလောက်ပါတည်းရဦးလေလို့။ stop ညရအောင်ပဲ။အဲ့ဒါကတော့ကျင်းနေပါလေကျင်းနေပါလေအဲ့ဒီမှာပုံရိုက်နေနဲ့တခြားမြန်မာတွေလည်းစုံနေပေါ့နော်ပြောတော့ပြောစရာကြီးဒီနေ့မကျွန်တော်တို့ဖွဲ့ရဲ့ထုံးစံတိုင်းတယောက်ရှင်းရိုက်လိုက်အဖွဲ့လိုက်ရိုက်လိုက်နေတယ်အဲ့နားမှာတင်လည်းတော်တော်ကြာပါတယ်မြူရီနဲ့တခြားမမြင်ရတာမို့အဲ့လိုကွာတော့မမြင်ခဲ့ဘူးပေါ့နော်အဲ့ကားထဲမှာလည်းမြူရီတာဖုံးနေရရဲ့အချိန်သိမရှိရရဲ့ကြောင်တော့တနေရာကိုပဲဆက်ခဲ့လိုက်ကြပါတယ်Festival မှာရှုခင်းတေချာမမြင်လိုက်ရပေမဲ့ Glass Bridge မှာတော့ရာသီဥတုကောင်းတာကြောင့်တင်ပင်လေးတေချာမြင်ခဲ့ရပါတယ်။ဒီမှာလည်းနောက်ထပ်ကရက်က L bike ကိုဆက်စီးမယ်ဆိုပြီးထွက်လာတာကားသမားနဲ့နားလည်မှုလွဲပြီးတော့ Glass Bridge ကိုရောက်လာရောအဲ့ဒါနဲ့မထူးဆက်ခင်းပြီး zip line ပဲစီးခဲ့လိုက်ကြတယ်။တနေ့ကုန်လည်းပဲပြီးတဲ့နောက်မှာတော့စာပါရဲ့နာမည်ကြီးဆယ်လုံးဟောပေါ်စားပါမယ်။ဒါကတော့ဘန်ဘူးဝိုင်လို့ပြောတယ်။အရသာကျတော့ဇီးရသာလူမျိုးမှလည်းပြင်းချရှာနေပေါ့နော်။ဆိုးတော့မဆိုးပါဘူး။ Festival မှာဆောင်ခဲ့တဲ့အမ2ယောက်နဲ့သွားမဲ့လမ်းကြောင်းတူတော့အတူတူလည်းပြကြနေပြီမှာ6ယောက်ဖြစ်သွားတော့ပိုပြီးပြောစရာကောင်းသွားတယ်ပေါ့နော်။မကြည့်ကြတော့တခွေလုံးတနေကုန်ကြုံတွေ့ရတဲ့အလွဲတွေကိုဖောက်ပြတင်ဆိုင်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့စာပါဒီတူလေးရလည်းပျော်ပျော်ရွှင်ရွှင်နဲ့ပြီးဆုံးသွားခဲ့ပါပြီ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye